မင်္ဂလာပါဗျာကျွန်တော်တို့ full round မှာစီစဉ်နေကြိုဆိုလိုက်ပါလေကျွန်တော်တို့ full round မှာဒီကိုရောက်ရှိနေတာတော့ပကံမျိုးပဲဖြစ်ပါတယ်ဟုတ်ပါလားပကံမျိုးဒီအရင်ကန်သေးလေးမှာဖြစ်ပါတယ်လက်ရှိအချိန်ကတော့ညနေ9:00နာရီခွဲဖြစ်ပါတယ်ဗျာဒီနေ့ကိုရောက်နေတဲ့နေရာလေးတိကျလေးပြောလိုက်ပါကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကတော့ပုံရက်တစ်လန်တီးပစ္စည်းရက်ကွက်ပကံမျိုးတဲ့ရဲစခန်းအနီးမှာရှိတဲ့ဆန်းဆက်ကားတဲ့ restaurant မှာဖြစ်ပါတယ်ဆန်းဆက်ကားတဲ့ပါပဲမပါပါဘူးကတော့ဟိုအချီစဉ်းစားကျွန်တော်တို့ဘေးမှာမြင်နေရ view ကအရန်လာပါတယ်တော်လာပါခဏနေလို့ရှိရင်ဒါနေဝင်တော့မှာကျွန်တော်တို့ပကံရဲ့အရန်နဲ့မကြည့်ရဆန်းဆက်တွေကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဆန်းဆက်ပြီးကိုမကြည့်ခင်မှာထုံးစံတိုင်းဒီရက်လေးကျွန်တော်တို့မလုပ်ကြဘူးကျွန်တော်တို့အနေနဲ့ပေးထားတဲ့ game ပေါ့နော်အဲ့ဒါကိုဖတ်ပြရမယ်ဟိုမှာကျွန်တော်တွေ့နေရတယ်တွေ့နေရလားတွေ့နေရတယ်ဘာလဲကျွေးဟင်းကွက်နှစ်ခွက်လည်းပေးထားတယ်ဟိုမှာစာရီလေးကလည်းနှစ်အိတ်ပေးထားတယ်ဟိုမှာဓာတ်ပုံလားဓာတ်ပုံအဲ့ဒါဘာလဲရွေးချတာနော်ငါတို့ရိုက်တာ punishment နဲ့ဒီက punishment ဆိုတော့တွေ့လိုက်ပြီကဲကိုရိုက်ဖတ်လိုက်ပါဘာလဲဆန်းဆက်မလာခင်မှာအရင်လုံးလာတာတော့ပြောလို့တော့မရဘူးပြောလို့မရဘူးပကံနဲ့ပတ်သက်တာကြီးများဖြစ်မလားဟုတ်တယ်ဟောကိုတိတာဗါတယ်တေးလေးပါဟောတေးလေးဟုတ်တယ်ရတယ်အဲ့လေ post baby မုတ်စား game post baby မုတ်စား game post ပေးရမော်ဒယ်များဓာတ်ပုံရိုက်ရာတွင်ပေးသည့် post များအတိုင်းလှုပ်ရမည်အေးပေါင်းတာပြီးတော့ဒါသိကြမော်ဒယ်ဓာတ်ပုံ post ပေးထားတဲ့ဓာတ်ပုံလေးပြီးတော့ထို post ကိုအသေးထားပြီး FAN team ကပေးတဲ့မုတ်ကို post မပြတ်ပဲpost မပြတ်ပဲစားပြီးတော့ review ပြောရမည်ဖြစ်သည်တဲ့ပုံများကိုပေးထားမည်ဖြစ်သည်ဟိုမှာလေးပုံနေလေတခုကိုမဲနိုင်ရွေးချယ်ရမည်ဖြစ်သည်တယောက်ကိုဘယ်နှပုံတစ်ပုံပဲပေါ့ဟောတယောက် post တိုင်းလုပ်ပြီးတော့ခုကတော့မြန်မာအတင်းကပေးတဲ့မုတ်ကိုစားပြီးတော့ review ပြောရမယ်ဘလို့ပုံကိုပန်းစိုးတွေထွက်လာမလဲဆိုတာ post ကလည်းပေးရအောင်မယ်မုတ်ကလည်းစားအောင် review ကပုံမပြတ်ဘူးရအောင်စားရမယ်အဲ့ post မပြတ်ပဲနဲ့ post မပြတ်ပဲစားဟာ post ပြတ်ခွန်ကျွေးမှာလားအဲ့ဒါ post မပြတ်ပဲဆို punishment ရောဒီမှာစာရီထဲမှာနောက်မှဖတ်တယ်ကံပြောင်းလေးချမယ်လားကောင်းတယ်နဲသူလို့လို့ဒီလိုလားဒီလိုတိုက်တာအဲ့ဘာလို့မှာရားသူထွက်နဲပြီလို့ဆိုတော့ဒီ9ယောက်ကပတ်လေဖြစ်နေလိမ့်မယ်နောက်ဆုံးကျန်တဲ့2ယောက်ကမှစုံစီးလုံးမယ်ဟုတ်တယ်လာဟိုကပြောင်းတော့ဘေးကြီးပဲအော်တော့မယ်ရားတဲ့လူထွက်မယ်နဲတဲ့လူကျန်တယ်နော်နဲလူပြောင်းတော့ဘေးကြီးပဲနော်နဲလူရင်တော့မှာနော်ရောင်းတော့ဘေးကြီးနဲ2ယောက်ကျန်မယ်ငါတို့2ယောက်ကျန်တယ်လာငါတို့2ယောက်သူတို့ထောက်လာငါတို့2ယောက်စုံစီးဟုတ်လားပြောင်းတော့ဘေးဩစုံစီးပဲစုံစိတ်အဖေးလေစုံစိတ်အဖေဘာလို့လာလဲဒါကြီးဘာလို့လာဒါရဲကကြီးရဲ့လဝါလာတော့ပေါ်ရလာလို့ရောက်သမားစုံစိတ်တို့ကြီး post ကိုဂျိုကြီးရဲ့ post ဆိုစားဟုတ်ပါပြီဒီထဲကရွေးရမှာပေါ့နော်မကြည့်ပဲနဲ့ရှက်ဖယ်လေးလုပ်လိုက်ပါတော့ဖြတ်ရလာလိုက် every day I shuffling ညဂျားတွေကပဲနိုင်လိုက်ကဲရောကွာရပြီဘာလို့ပါပြမှာပုံပြလိုက်ပြိဿကိုရင်ပြလိုက်ဘာကြီးလဲနှစ်ယောက်တော့ဘယ်လိုလဲဟုတ်ပြီဒီပုံလေးတူတိုင်းမဲ့လို့သူကဒီလဲကျွန်တော်ဒီလိုကြီးပြင်နေမှာစားလို့မရအောင်နော်ဘယ်လိုစားလို့ရအောင်ဆိုတော့မကုတ်ညီလေးဆိုတော့ကူပေးမယ် smile 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 Smile. smile Smile. smile Smile. Smile. smile Smile. smile 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 Smile. smile 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 တကယ်လို့များကိုတဲ့ပုံမှာလည်း2ယောက်ဆိုရင်ပြန်ကူပေးဟုတ်ပြီလားအဲ့ကောင်ကတော့တော့သေးကဲဟုတ်ပြီဒီလိုဒီမျက်နှာဒီလိုဟိုဘက်ကိုဟုတ်တယ်ကိုသေးကအပေါ်မော့နေအပေါ်မော့နေဒီလိုလေးဒီလိုလေးပါဟာကျွေးပြီနော်ကင်မရာကိုကြည့်နေမှာဂျိုကြီးရောကပါဇက်ဟာတာအော်တိုင်မင်လေးလုပ်ပေးထားပါအောင်ဂျိုအရန်မလှုပ်လိုက်နော်ဒီတိုင်းသာစားမယ်လို့ review ပြောစားနေ review ပြောတယ်တုံရန်ကောင်းပါလေဒီလေးတက်ဒီတုံရန်ရတာအပြည့်ဝရပါတယ်ခင်ဗျာကင်မရာလေးကြည့်အောင်ဘာမှပဲကြည့်နေတာဘယ်မှမကြည့်ပါဘူးခင်ဗျာဒါရေးလေးလိုက်မယ်နော်ငါတော့တော်တော်ညောင်းတယ်ဂျိုကြီးဆိုနေပြီကောင်းလိုက်တာဗျာညကောင်းစားပြီရအမိုးကြီးစားတာဟုတ်ကောင်းတောင်းပြီးအမှုသားတော်တော်ပါရပါပြီသွားပြီကောင်းလိုက်တာလက်ခုဒီပါဟိုကဒါတော့ဟိုဟာလေးပေးပါလားကျွန်တော်တီးလေးကဲကျွန်တော်နဲ့ပဲဖြစ်ပါတယ်ဟုတ်ကဲ့ဆက်ပါလေး
ကဲပြလိုက်ပါပြိတ္တကိုရေးပြလိုက် ခဏငါနောက်ကကြည့်နေတော့တော်တော်ပုံသုံးဖန်သုံးပြနေတာ ပူပေးစရာမလိုကိုတဲ့โอเคတယ် ခြေထောက်နားနေပါလေပုံပေါ့ခွတ်တိကြတယ်ကဲကင်မရာဒီလိုထားအောင်လားဒီလိုထားအဲ့ဒါ တက်တယ်ပဲတက် တဲ့တဲ့ နော်တယောက်လည်းမဟုတ်ဘူး တေချာပြလိုက်ပါကိုတဲ့ဒီလိုနော်လက်က နေဟုတ်ပေါင်းခွာလို့မရပါဘူးငါကတော့လက်ကတူထောက်တာငါတယောက်ခွန်ပါလေ ခွန်မင်းမှာဗောကျွန်တော်ခွန်မင်း ဒီလိုလက်ကတည်းကအေးဒီမှာ မေးစီကမော့ထားသေးတယ်နော် မေးသေးခေါင်းလေး ဒီလိုမော့ထားတာမေးစီက ခေါင်းလေးတူလေးတော့ကြိုက်ထားတယ် တူကြိုက်တဲ့ငါဘယ်လိုစားမလို့ ဟုတ်တာပဲ ဘူးပြုတ်ကြတော့ ကဲရုံမြတ်သူကျွေးနေကြတယ် โอเคโอเค ဒီမလေးမြင်မြင်လားအခုအချိန်နေသိမကောင်းတော့ ကဲစမယ်1 2 3 go ကောင်းလားဘယ်လိုလဲ review လေးပြောဦးလေ အဲ့ဒါဆိုအရေးလေးပဲ review လေးပြောဦးလေ ရှားပါလေ အဲ့လိုရထောက်လေးနဲ့ ဟုတ်တယ် အနည်းခေါင်းနဲ့ဆောင်းထားတယ် မော့မော့အခြေတလိုက်မော့တော့စားပြီးပြုတ်ပြီးဆိုရင်နောက်ဆုံးတူလေးထိုးပေးလိုက်ပါစက်က ပတ်ပွင့်လေ ကောင်းနေထောက်ရရရှိအဖေတော်ပြဲနေကွာကြီးခိုင်းနေတယ်လို့ပဲမင်းက ဒီကီထိုင်နေတဲ့လုံဖြစ်နေ ခိုင်းနေလို့ရတယ်ဟိုပေါင်းနေနာ ကဲတမင်ပြုတ်ပြီးတယ်โอเคပါကဲ မလေး မင်းတော့ပုံနေမှမသိဘူး ပြီးသွားနော် ကဲတော့ရ ဟုတ်ပြီငါတို့ တော့ပြောင်းတော့ပဲကြီးလောက်လိုက် ဟုတ်လား ဟုတ်ပြီဟုတ်ပြီ အငိုင်းလောက်မယ် လူတွေကြပြီဘူးကြတော့ ကဲမျိုးသား တဲ့လိုက်ပြီ မလေးပြိတ္တရင်ထောင်ပြလိုက်နော် ရပြီအဲ့ကောင်လက်ထဲမှာပါတဲ့ဟာပဲ ငါတက်ဆိုးတယ်ဒီကငါတက်ဆိုးတယ် မိုင်းတယ်ကွာ post ကရေးတယ်မိုင်း ဒီမှာမတေးပြလိုက်မှာပြိတ္တ မိုင်းတယ်တေချာပြလိုက်ပါပြိတ္တကို မျိုးသားပို့ပါဟုတ်ပြီ ခါဟုတ်ပြီ မရအားလုံးက မညာဘက်ချက်တော့က ညာဘက်ချက်တော့ရှစ်ထုတ် ညာဘက်ချက်တော့ရှိ အေးဟုတ်တယ်ဟုတ်တယ် ဟုတ်ပြီ ဟုတ်တယ် ဒီမျက်နှာတဲ့ဘယ်ဘက်လက်ကဒီလိုအောင်မယ် ဟမ်ဘဲပါ ဘယ်ဘက်လက် ဘဲပါအဲ့လိုညာဘက်ဆက် ဟာလားဆန် ဆက်ရပါတော့မှာဟုတ်ဟေးဟာလက်ကိုပွေးတာဟုတ်တယ်ကောင်းတယ်ငါလုတ်ချင်အောင်ဟဲ့ငါ သူမိမကျွေးလိုက်ပြီ သူမိမကျွေးလိုက်မယ် ရခေါင်းလေးကတင်လို့ရတယ် ခေါင်းပေါ်တင်ရတယ်ဒီကသူငယ်တန်းနေပါနားမီဟုတ်ပြီ ဟာပြိတ္တတူလားမသိဘူး တူတယ် ဘယ်လောက် ဘယ် နားလဲ လဲစပြီစားမှတ်ပြီ မျက်နှာဟိုကြည့်ကင်မရာလေး ဒီကပြောကြည့်ရမှာဘယ်ကိုကြည့်ညာဟုတ်လား ငါဆိုးလာပြောမေးတာငါတော့ဆိုးတယ်ကောင်တို့ တော်ဆိုတာပဲသူက ဒီလက်ကလေးဒီဘောပါလေး ကောင်းတာမျိုးသားကန်ကောင်းတာ ငါလုပ်ချင်တာ ပြောင်းရင်းနဲ့ပြောမယ် ဘယ်လိုလဲပြော ပြည့်ပြည့်နေတော့ ပြောလေ review ပြော ကျွေးပြန်လိုက်တ ကင်မရာကိုကြည့်လေကင်မရာကိုကြည့်လေချွေးတော့ပြန်လာပြီရတယ်ထိပြီးသားတယ် review ပြောမရည်နဲ့ အချစ် တော့အောင် သူရပြီကျရပြီလား ရပြီလက်ကောက်လေးပါရကြည့်လေလက်ကောက်လေးပါ အမျိုးသားအစွမ်းကုန် post ပြသွားတော့ ငါဆိုးလာပြောမေးတာငါတော့ဆိုးတယ်ကောင်တို့ ကိုရဲရေလုံးလိုက်ပြီဟုတ်ပြီအော်ကျွန်တော်ရွေးမယ်နော် ကဲလေဝယ်လေးကတော့သူက dancer ဆိုတော့ပြတ်တာ choreographer ကျွမ်းတယ်ကိုရဲလေး လာအောင်ဘာကွက်တွေမှမသိဘူးလား ကိုရဲလေးကတော့ပြီကမြောက်တာ စပ်တော့ကပါပြောက်တာ ဆိုဟာတစ်ချက် ကိုရဲဒီမှာနေဒီလိုဆိုကိုဒီလိုလှည့်ရမှာ ဘယ် လှည့်မယ် ညာလက်မြောက်မယ်ညာလက်မြောက်မယ်ဘယ်လက်ကဒီလိုလေးချဒီလိုလေးကို ဟောဟုတ်ပြီ တောင်းကျိုးလေး ညာချတော့မြောက် လောချွန်တာတူပြီနော် ဒူနော် တူပြီးဆိုစာကျွေးလို့ရ ဟော အောင် လိုက်တာကွာတစ်ထောင်းထောက်ထားတာ အဲ့ဒီဒါဖန်နေနဲ့ပုံမြင့်ပတ်လေးအဲ့ဒါအမှုပါပါပြီ ညဆွဲဆောင်လိုက် ဟိုရဲဟင်းညိုလေးကတူနဲ့ အမှု အမို့ပါ အဲ့ကျွန်တော်ကမချနဲ့နော် မကြောက်မကြောက်ဒီမှာပြ အရေး တူ လေး တယ် ပဲ ဗျ ရန်ကောင်းပါလေ တူရဟာ တူတယ်တူတယ်ညမြတ်သူငါ့ကိုတီးအောင်တော့ကျွေးနေတယ်ဟာအရေးလေးကလာ အမိုလေးကတော်တော်ကြီးကိုသွင်းဆောင်မှု ရေးလေးတိုက်သူရေးလေးတိုက် တော်တော်ညောင်းပါဟုတ်ပါဘူးတော်တော်ကောင်းပါလေ တော်တော်ညောင်းပါလေ ဟုတ်တယ်လည်းပြောကြကုန်ပြီ ရတယ်အမအသက်ရှိရ မရဘူးတန်းစားအာ ရေးလေးတန်း ဟောတချောင်းနဲ့တူတစ်ဖက်နဲ့လည်းရအောင်ကျွေးတယ် ရစားလေးရလဲကျွန်တော်တို့လေးတဲ့ဘက်ကမသွားဘူးဗျတော်တော်ကောင်းပါလေ ဘယ်ကနေတော့ခဏလေးနော် ဟေး position ဟိုတင်ပြလို့မရဘူး post မပြတ်နဲ့ ကဲနောက်ဆုံးတစ်ခွန်းလေးပါပြောလိုက်ပါအောင် ဒါပြီ ကောင်းပါ โอเคပါ ကဲကျွန်တော်တို့နောက်ဆုံးကတော့ admin တွေကတော့တော်တော်များနေပြီ
ကအလှတော့ညီမလေးချင်းမြတ်သူရဖြန်းကြည့်နေဖြန်းကြည့်နေဖြန်းကြည့်နေပုံကပေါ်ကြည့်မြင်ရတယ် ဟိုဘက်လေ ဝဲလေရပြီယူ ချဲ့ထားတယ် ပါတယ် ဘိုက်လေ ဟာဘာလဲ ဟိုမှာဟိုမှာ သူကအမိုက်ဆုံး ဟာရွံ့မြတ်သူ ညမြတ်သူအမိုက်ဆုံးပါ ဒီလိုဒီလိုပဲတော့အကွက်တွေက အဲ့ဒါလိုရရလို့ no ကိုကြည့်ပြီ ဒီမှာလေညာဘက်လက်ကဘယ်ဘက်ဟဲ့ညာ ညာခြေထောက်ကိုရင်ထုတ်လိုက်မဟုတ်လက်ကိုရင်မလို့ခြေထောက်ကိုရင်ထုတ်လိုက် ညာကျွန်တော်ဟိုးရှင်း ညာ ထုတ်လိုက် ညာခြေထောက်ထုတ်ညာ ညာ ညာ ဆော့ဆော့ဘယ်ဘယ်ချောက် ဘယ်ခြေထောက်ထုတ် တန်းနေ ချောက်ကဒီလို တန်းနေလေ ဒီကောင်ကွေး ချောက်အဲ့လိုဒီဘယ်ချောက်ကသွားကွေးချ ဟုတ်တယ်ကိုကျော်ကတိုင်းကြည့်တယ်ကိုကျော်ကတိုင်းကြည့် ဒီပါ မလက်ကဖိထားမယ်အဲ့မှာလက်ကချက်တော့ဟုတ်ပြီတန်းမှလှတာကိုယ်မလှဘူး ဒီဘက်ခါဒီလိုချိုးချ ဟုတ်တယ် အဲ့လိုချိုးချ ဘယ်နဲ့လာပေါင်းကျဲအောင်မ မကိုကျော်ကပြနေပြီ ဟောနောက် ချက်လောက်လေးတစ်ချက်လောက်ပြအောင်ကျွန်တော် choreograph လုပ်တာအော်ဒီကောင်တန်းမယ်ဒီကောင်ကွေးမယ် ဟုတ်တယ်ဒီမှာဟုတ်တန်းတာမကွေးဘူးညီမလေးချက်တော့ကြီးကွေးနေအဲ့မှာဘယ်ဘက်ချက်တော့တန်းတာ ဟုတ်တယ် မျိုးသားလားလေ ကဲပြောကြည့်လိုက်ပါတော့ ခါချိုး အိမ်နာ ရထောက်တာ တာဟောအဖတ်ကျွေးအရေးကျွေးရင်ပြီးသွားမယ်ငါ review လေးပြောပါအောင် ဒီလေးပြောပါဦးညီမလေး ပြန်လာမယ်လို့နင်တင်နေပွေးလေးပြောမယ်အဲ့လိုလေး တော်ရအကြိုက်ကိုအကြိုက်နေရဆိုတော့ပြီးတော့လည်းပြောတာကောင်းပါရဲ့ ဒီ post လေးနဲ့စားရတာဘယ်လို ဆက်ပါရဲ့ ဒီ post နဲ့စားရတာ ကိုစင်းစားရတာလေးကို ဆယ်ပဲပေါ့တော့နောက် ပုံလေးပြ လို့တော့ ဘယ်ကျွန်တော်တန်းနေတာနင်ကွေးနေတယ်မှားနေတယ်ညာဘက်ကွေးထားမှာညာဘက်ရှစ်ထုတ်ပြီးကွေးရမှာ တော့ဒီကောင်းတော့ ဒီလို ဟုတ်တယ်ဒီလိုအဲ့လိုပါ အဲ့လို သူကနောက်ရောက်နေတယ်ညာဘက်ချက်တော့ နဲလေးကျွေးလိုက်ပါအောင်နဲလေးကျွေးလိုက်ပါအောင် ဟဲ့ ကောင်းပါရဲ့ကောင်းပါရဲ့ရပြီနော် မပြီးသေးပါဘူးမပြီးသေးပါဘူး10မိနစ်မပြည့်သေးပါဘူး ကျွန်တော်တို့ရဲ့ ကဲ ပုံ ကျွန် လေး တော် တွေ တို့ရဲ့ ကျွန်တော်ပရိသတ်ကိုတခုပြောချင်ပါတယ်အန်မီနေကျွန်တော်တို့ဘယ်လောက်အကျင့်ရုပ်ထားလဲဆိုပုံလေးကျွန်တော်ပြပါမယ် ရှုပ်ပုံတွေကိုပြမယ်ကျွန်တော်ရွေးမခံရတဲ့ပုံ ဒီလိုပုံပြနေဆိုဘယ်လိုသွားစားမလဲဗျာကြည့်ကြအောင်နော်အန်မီနေကရွေးထားတဲ့ပုံတွေကြည့်ဒါလေးဆိုလည်းတော်သေးတယ် တော်သေး နော်ဒါလေးဆိုလည်းတော်ပါသေးတယ်ဒါလေး ဒါရသေးတယ်ဟာဒါဆို ဒါလည်း ဒါတော့ ဘာလို့မလဲ အာဒီမှာ ကောင်းလိုက် မျိုးလေးဆိုနော်ဒါလေးနဲ့တော်ပါသေးတယ်ဟာကျွန်တော်ငါတို့တော်တော်ကန်ဆိုးတာ ဟုတ်တယ် တော်တော်ကန်ဆိုးတဲ့ပုံသူပန်း ဟုတ်တယ် ဒါတွေက ဒါလေးဆိုလည်းတော်ပါသေးတယ်အာ အားရရဟုတ်တယ် ဒါကြီးကတော့ကြမ်းသွားပြီ အားရကြဝါးကြီး အဲ့အက်ဒမင်နေငါကြတို့လောက်ခိုင်းဘူးအဲ့ရလာတယ်သိပါလားနော်ဒါနဲ့တော်သေးတယ် ဟာလေးလွယ်သေးတယ် ဒါလေးသိမခဲ့ဘူးဒါလေးသိမခဲ့ဒါနေမခဲ့ ပဲလေ ဟောဒါနော် ဟုတ်တယ်ကြည့်ရတာကွာငါတို့ရွေးခံရတဲ့ပုံတွေကတော်တော်လေးကိစ္စရယ် ဟောပါပြီ ကဲ ကျွန် တို့ တော်တို့ ရဲ့ဒီလေးရပါတယ် ကျွန်တော်စီစဉ်လေးကိုကြည့်လိုက်အားပေးသက်တွေလည်းဘောကြအနှစ်သိမ့်မယ်လို့မျှော်လင့်ပါတယ် โอเค တော့ကျွန်တော်တို့အခုနေအောင်လေးလည်းနည်းနည်းကြာလာပြီဆိုတော့ပကံမျိုးရဲ့နေဝင်စီးစားလေးကိုကြည့်ပြီးတော့ဒီ sunset ဒါနဲ့ကျွန်တော်တို့က ပကံ sunset ဟမ် punishment ဘယ်သူကထိမှာ အခုထိသွားပြီလေ အခုထိသွားလားအဲ့ဒါက punishment ဖြစ် ဒါ နေ banishment ပါ ဒါဆိုဒါဖတ်ရမလို့လားဟောဖတ်ကြည့်အောင်မယ် ဟောရောက်တာပဲ banishment ဘာလဲပေါ့နော် ဘာလဲပေါ့နော် တကယ်တော့ဟုတ်တယ်စော်ရင်းနဲ့ကိုကျွန်တော် punishment ဖြစ်နေပြီဘာကြီးခိုင်းမှလည်းမသိ ကျွန် ဘူး တော်နေဝင်ချိန် sunset ဟုတ်ပါဘူး ဘာလို့ခိုင်းနေမသိဘူးနော် punishment မရှိပါဘူးတောင်းလေးပါရေးတာလေ ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့လှပတဲ့ကိုဟန်အနေထားတွေကိုလည်းပြည်သက်တွေဒီမှာလိုက်လုပ်ကြည့်ကြပါလို့လိုက်လုပ်ပြီးစားကြည့်ပါလို့ အဲ့တော့ကျွန်တော်နောက်ဆုံးအဲ့ post လေးကိုစီနဲ့နှုတ်ဆက်မလားအဲ့လိုကို post လေး ဟုတ်ပါပြီအဲ့တော့နေလဲကြပြီဆိုတော့ကျွန်တော်တို့ဒီဆိုင်ရဲ့ရတာရှိတဲ့စားသောက်လေးကိုပကံရဲ့နေဝင်ခြင်းလေးကိုကြည့်ပြီးတော့စားသောက်မှာဖြစ်ပါတယ်ကျွန်တော်တို့ review လေးကိုလည်းဆက်လက်ကြည့်ရှုအားပေးကြပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့ဟိုဘက်ကိုလိုက်ခဲ့ကြပါခင်ဗျ နေညိုရင်ကျွန်တော်တို့စားရမယ် view နဲ့ကွာနဲ့ဖြစ်တာလေစင်အိုးကြီးတတိယရမှာ ဟုတ်ပြီရမှာမသိပါဘူး ဒီနေရာလေးကလေကျွန်တော်ရောက်ထဲကကြည့်နေရသလားနေဝင်သွားတဲ့ချိန်ကျရင်ကောင်မလေးတယောက်ကြီးစားစကားပြောလို့အရန်ကောင်းတဲ့နေရာလေး ဟုတ်ပြီပြောလို့ရှက်လို့ရှိရင်လည်းစင်အိုးတဲ့ခေါင်းနဲ့ပြီးတော့သွားပြော နေတော့ငါပြစ်တယ်ဘာချက်ပြော ဒီမှာ roll နာအကိုလို့သူက ပင်လည်းဒီအမော ဘယ်ပင်လဲပင်လဲ ဟိုကအေယာရီမြစ်ကြီးကိုကြည့်ပြီးရတယ်ပြီးတော့โอเคတလုံးကြီးပြီးပြောမှာစကားအောင်ဆိုဒိတ်လို့ကောင်းတဲ့နေရာလေးကိုတယ်လားဒိတ်လို့ကောင်းတဲ့နေရာ อืม ဒါနဲ့လည်းနော်ဒါကောဟွာဒီကွာ အဲ့စစ်သွားဖို့လာနေပြီစမ်းစားလာတော့လာနေ ကောဟွာလို့နော်ဒါနော် ရေးကြပါ ရေး နော် ကြပါ အင်းတော့ဒါရေးအပြည့်စုံမှာ ဟိုးမကြည့်လူလေးတွေသွားနေလမ်းရှာ ဟုတ်ပါ
နွားလေးရေစင်းတောက်ဟိုးမှာလား ဟာအဲ့လိုမြင်ရ ဒီနေရာလေ မရပါဘူးအမှမင်း တငယ်ချင်းတွေနဲ့ပဲလာလား မိသားစု ချစ်သူနဲ့ပဲလာလားမိသားစုနဲ့လာ share ပဲ share နော်အခုဒါကျွန်တော်စားတဲ့အချိန်ဆိုတာညနေ 6နာရီ9မိနစ် 6နာရီပေါ့နော်6နာရီကျော်ကျော်လေးမှာနေလည်းမပူတော့ဘူးဒီနေရဲ့စူးတဲ့ဒဏ်အောင်လည်းခံနိုင်ပါပြီ ဟုတ်တယ် ဆန်းဆက်ကိုလည်း AC တက်တက်ရကြည့်ပြီးတော့တောက်တက်တဲ့လူဆိုလို့ရှိရင်လည်းအဲလေး ရှယ်မိုက်တာဗောပဲပြောကောင်းလဲဟောကိုရရင်နဲ့တော့လား ဆိုတော့ဒရိုက်တာယူတော့တတိယနော် FAN ဒရိုက်တာယူ ကြည့်မိုက်တယ်အေးစေးလေးဆွဲရဟမ် ဒါနန္ဒသီးဖြော်ရပါနန္ဒသီးဖြော်ရ share ပါသုံးဆောင်ပြီးတော့စိန်တလုံးနဲ့တူတယ်စိန်တလုံးဖြော်ရနေတယ် ဒီနေ့တော့ပြေကုန်မယ်နော်လာမစိုး ကျက်စင်ကိုမိခင်တော်တော်ကောင်းတာပဲ ဘယ်လိုမျိုးလေးလဲရတာလေးကို ဒီမစီးတာလေးနဲ့ဒီရတာလေးနဲ့ကတော့ share ဖြစ်နေ စင်အိုး ချက်စင်ဦးမိငယ် ကျက်စင်အိုးမိခင်နဲ့ရွက်ကြော်လေးနဲ့ပေါ့နော်ရန်ကားလို့ကောင်းပါလေစင်အိုးမိခင်သူအချင်းရတယ်တော်တော်ကောင်းတယ် ချင်းကောင်းတယ်ဟုတ်တယ် လိုက်တော့အရင် အ လိုက် ချင်းမှုအချိုးကြီးချင်းချိုးချိုးလေးလေနော် ချိုလေးအရင်စားလို့ကောင်းပါတယ် ယူ တော့ တယ်မြမ ငါးသက်များပေါင်းပေါ့နော်ငါးသက်များထမင်းနဲ့မစားတော့ဒီတိုင်းမစားလိုက် share ပါ ဒါ ငါရဲ့အသားတွေကိုတံမြာနဲ့အရသာစိတ်ဝင်ပါတယ်ပြီးတော့မြုပ်တရားလည်းအရင်မဆက်ဘူးတော့အဆက်မစားတဲ့သူတွေတော့စားနိုင်တယ် โอเค တွန်းတဲ့သူထမင်းနဲ့ပဲစားတာဒီတိုင်းပဲစားတာမီးအနေနဲ့ပဲစားတာတော့ share ပါပဲငါတံမြာပေါင်းတော့ကြိုက်ပါတယ် ပဇွင်ကင်းလေးဆိုင်အမသူကပဇွင်ကင်းပဇွင်နဲ့ဟုတ်ကဲ့ဟုတ် ညမိုက်တယ်ဒီရတာဖီပဲတော့ကောင်းမှာချင်းတော်မိုက်နော် ရှင်းလိုက်တယ်ချင်းတကယ်မိုက်တယ် သူကအစားတော့စားအချိန်မှာရှာမာတယ်မဟုတ်မျက်လုံးမှာရတာရှိရတယ် ဟုတ်တယ် view ကလည်းမိုက်တဲ့ခါကျ ဟုတ်ပါ view ကဒီလေတိုက်တဲ့အရာတာအောင်သူကအတန်အဲ့လိုစုညံမနေဘူးလေကျမငှက်တန်လေးပါညာလေးနဲ့ တော့ကောင်းမှာ ဒီသားစုနဲ့လာဖို့ကတော့လုံးဝတကယ်ရှယ်မိုက်တယ် ကျွန်တော်အခုကစုံရက်တကူစားပါမယ်ငါကိုတဲပြောလို့ပဲ2 in 1 feeling ကိုခံစားရပါတယ်ရှားပေါ်မှာရတာရှိတာနဲ့ view ကိုကြည့်လိုက်ရတဲ့နှလုံးရတာရှိသွားတာနဲ့အဲ့နှစ်ခုခံစားတကယ်အဲ့ဒါတော့ကျွန်တော်တို့ရတဲ့ feel ကိုပြောပြတာပါအဲ့မှာမှအရန်ကိုလိုက်ဖက်တဲ့ပစုံကင်လေးကိုပါထပ်ပြီးတော့ဆွဲရမယ်ဆိုရင်တော့လုံးဝ perfect ဖြစ်သွားပါမယ်သိကောင်းတဲ့ညနေစားညာလေးပါပဲစားဖို့ကောင်းတဲ့ညာလေးပါပဲ ကျွန်တော်တို့ချစ်တဲ့ပရိသတ်တွေတူတူရှိစေချင်တယ်နော်တူတူစားကြ ချိန်ရရင်တော့ ဟုတ်ပါကျွန်တော်တို့ အားလုံးဖိတ်ခေါ်လိုက်ပါတယ် ကျွန်တော်တို့လိုပောက်ကရဂိမ်းတွေလည်းခိုင်းတယ် အေးဗျာ ပြီးတော့ကောင်းကောင်းလေးပြန်ကျွေးတဲ့ admin တွေကိုလည်းကျေးဇူးတင်ပါတယ်နော် တကယ်တယ်ပါ တကယ်ပါဒီနေ့ညနေစာလေးကတော်တော်လေးကိုလူရောစိတ်ရောရတာရှိပါတယ်နော်စိတ်မှာပါစိတ်ပါငြိမ်းချမ်းသွားလို့ခံစားပါမိသားစုနဲ့တူတူမိသားစုနဲ့မှမဟုတ်ပါမိသားစုနဲ့တူတူတကယ်ချင်းနေသုံးတွဲပဲဖြစ်ဖြစ်ဒါကြောင့်ပြီး fight ကြည့်စီချင် ဒိတ်လို့ကောင်းတဲ့နေရာလေးပေါ့ဟုတ်ပါ ရေလေးဟုတ်ကဲ့အောင်နော်အဲ့တော့ကျွန်တော်တို့အခု full round မြန်မာ team ကဟာလား game တွေလည်းဆော့ပြီးပြီเนาะအပြစ်ပေးတာလည်းခံပြီးပြီadmin team ရဲ့စေနာနဲ့ဒီရတာရှိတဲ့စားသောက်တွေလည်းစားပြီးပြီဆိုတော့ပြည်သက်ကြီးကျွန်တော်တို့နှုတ်ဆက်ပါတယ်ကျွန်တော်တို့ရဲ့ full round မြန်မာ season လေးကိုအပတ်စဉ်ကြာသပတေးတောက်ကြမှာည ငါစနေကွန်ကိုတွန်းကြည့်နေမှာ 8နာရီပဲမှာဟောကျုံ TV မှာရတာများဖြစ်ပါတယ်ဆောင်းမြေကြည့်ရှုအားပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ခင်ဗျာနောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခုတော့နှုတ်ဆက်ပါရအောင်တတာပါ